အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့မရင်ထန်ဖြစ်ပါတယ်ဒီနေ့မိတ်ဆက်ပေးမှာကတော့အင်ကြီးအိမ်ကောင်းတွေများတယ်ပင်လုံမင်းတင်29ရက်ကွက်ထဲက2RC Rusletအင်ကြီးတစ်လုံးပဲဖြစ်ပါတယ်တောင်းချံဖြစ်တဲ့အတွက်ခြံဝင်းတကားနှစ်ပေါက်ထည့်ထားတာမို့လို့လက်နှစ်ဖက်လုံးကနေကားအဝင်ထွက်လုပ်လို့ရပါတယ်အင်ဒိုကားပါကင်ထဲမှာကား3စီးကိုချောင်ချောင်ချီချီတင်ထားလို့ရပါတယ်ခြံဝင်း security ဘိုင်းဆိုင်ရာအတွက်စူလိန်နှစ်ထပ်တက်ထားပါတယ်ရှင်ဒီအိမ်လေးမှာဆိုလာစနစ်ကိုအပြီးအစီးတက်ထားပေးတာမို့လို့မီးပြက်လဲပူစရာမလိုပါဘူးเนาะအဝီစီရေတွင်းဆိုရင်လည်းလေးလက်မပိုက်ကိုတုံးထားပြီးတော့ compressor မလိုတဲ့ auto ရေတင်စနစ်ကိုတက်ဆင်ထားပေးပါတယ်ရှင်ဒီအိမ်ကြီးကိုပေ40-60မြေအကျဉ်းဝန်းပေါ်မှာဆောက်လုပ်ထားပြီးတော့Master bedroom 3 ခန်း Single bedroom 1 ခန်းနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။အိမ်ထဲကိုဝင်လိုက်တာနဲ့အိမ်ခန်းကိုအရင်ဆုံးမြင်တွေ့ရမှာပါ။ပြီးရင် Master bedroom 1 ခန်းဖွဲ့စည်းထားပေးပါတယ်။Main room နဲ့ kitchen and dining room အခြေကြီးကိုလည်းအောက်ထပ်မှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီတစ်ခါတော့အပေါ်ထပ်ကိုလိုက်ကြည့်ပါအောင်နော်။လေကားကတက်တက်ချင်းမှာပဲဖျားကန်သို့မဟုတ်အပေါ်အိမ်ကန်အဖြစ်သုံးနိုင်တဲ့နေရာလေးကိုမြင်တွေ့ရမှာပါ။ပြီးတော့အပေါ်ထပ်မှာပဲ Master bedroom 2 ခန်း Single bedroom 1 ခန်းအသီးသီးကိုဖွဲ့စည်းပေးထားပါတယ်အပေါ်ထက်ရဲ့အိမ်ရှင်းဘက်ဝရဏာလေးကတော့ချစ်ချစ်ဝန်းဝန်းလေးနဲ့ချစ်စရာပုံစံလေးပါဝရဏာရဲ့ကြောင်လိန်လေးကားကနေဘုစလက်နေရာကိုတက်နိုင်ပါတယ်ကဲချစ်ရတဲ့မိသားစုလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့အတွက်ဒီအိမ်ကောင်းလေးကိုမိတ်ဆက်ပေးလိုက်ပါတယ်နော်အိမ်ချမ်းမြေနဲ့ပတ်သက်ပြီးအယောင်အဝေးအငှားကိစ္စများဆောင်ရွက်လိုပါကကျမတို့ Can Property ခန်းအိမ်ချမ်းမြေရဲ့ဖုန်းနံပါတ်များကိုခေါ်ဆိုရတော့၎င်းFacebook Messenger ပိုင်ပါတော့၎င်းဆက်သွယ်နိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်ရှင်။